Hello, chero ayin video li ma ga no di ma what's the ba le da ba le ဆိုတာကို conversation လေးကိုချက်တင်ပြီးသွားပြီเนาะဒီခါမှာတော့ချေတို့က A နဲ့ N เนาะ A နဲ့ N လေးကဘယ်လိုသုံးလဲဆိုတာကိုချေတို့တင်ပြပါမယ်ပထမဆုံးဒီမှာကောင်မလေးရဲ့သူ့ရဲ့တငယ်ချင်းကိုမေးလိုက်တယ်ပေတံလေးကိုကင်ထားတယ်เนาะလက်ထဲမှာ what's the ဒါပါလဲဆိုတော့ကောင်လေးကပြန်ကြည့်တယ် it's a ruler ဒါလေးကပေတံလေးပါတဲ့နောက်တစ်ခါပန်တီလေးကိုကင်ပြီးတော့ထပ်မေးတယ် what's this ဒါပါလဲဆိုတော့ it's an apple ဒါကပန်တီလေးပါတဲ့အဲ့တော့ဒီမှာကသူကပြောမှာ A နဲ့ N နဲ့เนาะ A နဲ့ AN N နဲ့ကိုသူကအနီလေးနဲ့ရေးပေးထားတယ်เนาะသူကကျတို့က AN N are articles เนาะ A တို့ N တို့ဆိုတာကအရှိမသုံးတဲ့ articles တွေ THE တဲ့ဆိုတော့လည်းပါအောင်မယ်ဒီနေရာမှာတော့ A နဲ့ N တွေကိုပဲပြထားတယ်เนาะthey count before singular nouns တခုเนาะတခုအပန်းဒီတစ်လုံးစာအုပ်တော့ခေရန်တစ်ချောင်းပြည်ရန်တစ်ချောင်းအဲ့လိုမျိုးတခုချင်းစီရဲ့အရှိမ A တို့ N တို့ကိုထည့်ပေးမယ်เนาะ A ဆိုတာကလည်းတခုတစ်ကောင်တစ်ယောက် AN N ဆိုတာလည်းတခုတစ်ကောင်တစ်ယောက်နောက်တစ်ခုစီဆိုရဲ့အရှိမနောက်တစ်ခုတည်းရှိတယ်ဆိုတဲ့အရှိမဆိုရင် A တို့ N တို့ထည့်ပေးမယ်ဒါဆိုကျတော့ဘယ်စလုံးတွေကို A ထည့်ရမှာလဲဘယ်စလုံးတွေကို N ထည့်ရမှာလဲဆိုတာကိုလေ့လာကြည့်မယ်เนาะဓမ္မအောင်ဆုံး is a pencil ရဲ့ရှိမှာတော့ A ပဲနောက်တစ်ခု is a book ရဲ့ရှိမှာလည်း A ပဲ we use them before A E I O U เนาะ A E I O U ဆိုတာကခြေလုံးနောက်ပိုင်းကျရင်သင်ရမယ် consonant တို့เนาะ vowel တို့သင်တဲ့အခါမှာသင်ရမယ်ပေါ့အဲ့တော့ A E I O U ဒီငါးလုံးอ่ะဆိုရင်ခြေတော့ vowel လို့ခေါ်တယ်เนาะ vowels ငါးလုံးပေါ့အဲ့တော့ A E I O U နော်ဒီငါးလုံးပေါ့ A ရဲ့ E ရဲ့ I ရဲ့ O ရဲ့ U ရဲ့ဒီစလုံးလေးရဲ့အရှိမဆိုရင်တော့ A N N ကိုသုံးရပါမယ်တဲ့ဒါပေမဲ့ဒီချိန်တော့ဒီမှာတော့ A I O U ရဲ့အရှိမ N သုံးရမယ်ဆိုတာကိုမှတ်ထားရင်ဒါပေမဲ့နောက်ပိုင်းကျရင် A I O U နဲ့စပေမဲ့ A N N မသုံးရတဲ့စလုံးတွေလည်းရှိတယ်ဒါကတဖြည်းဖြည်းနဲ့နောက်ကျရင်ဒီချိန်တော့သင်ရင်းနဲ့လည်းပါသွားလိမ့်မယ်နောက်ပိုင်းဒါတို့လေးလိုက်နဲ့လည်းတီးလာလိမ့်မယ်ပေါ့နော်ဒီတစ်ခါမှာတော့ A I O U ရဲ့အရှိမ N သုံးတယ်ဆိုတာလေးပဲအခုလောလောဆယ်တော့မှတ်ထားပြပါအောင်နော်အဲ့တော့ဒီမှာဆိုရင်it's an apple ဒီမှာ initial word ကလေးက A နဲ့စထားတဲ့ကြောင့်မို့ခြေတို့က ANN ကိုသုံးပေးရပါမယ်နော်ဒါတော့ဒါတို့ကအလွယ်တကူမှတ်ထားဖို့က A E I O U ဆိုတဲ့ဒီ vowel ငါးလုံးရှေ့မှာဆိုရင် we use an ANN ကိုခြေတို့သုံးပေးပါမယ်နော်ကျန်တဲ့A E I O U မဟုတ်တဲ့ consonant တွေနော်ဒီမှာ P တို့ Z P တို့ B တို့အဲ့လိုမျိုးတွေเนาะ W တို့ဒီလိုမျိုးတွေရဲ့အရှိမဆိုရင်တော့ A ကိုပဲသုံးပေးပါမယ်ဒါဆိုခြေတို့က write the words in the correct box เนาะဒီ box လေးထဲမှာရှိတယ်เนาะဒီပစ္စည်းလေးတွေကို things လေးတွေကိုဒီခြေတို့ကဒီမှာဒီ box လေးထဲမှာမှန်အောင်လို့ထည့်ပေးပါမယ်ဒီမှာက A နဲ့သုံးရမယ် box တွေပစ္စည်းလေးတွေကို box လေးတစ်ခုနဲ့ထားပေးတယ်ဒီမှာကျတော့အိမ်နဲ့ထည့်ရမယ်ပစ္စည်းတွေကို things လေးတွေကို box တစ်ခုထဲမှာထည့်ပေးပါမယ်เนาะအဲ့တော့ခြေတို့ခွဲကြည့်မယ်ပထမဆုံး pen က initial word က P ဆိုရင်ဒီမှာ A E I O U ထဲမှာမပါဘူးမပါရင်ဒီခြေတို့က we use A ကိုသုံးပေးမယ့်အတွက်ကြောင့်မလို့ဒီမှာ A ပါတဲ့ box ကလေးထဲမှာ PEN pen ကိုရေးလိုက်မယ် okayနောက်တစ်ခုကကြတော့ apple မှာ initial word က A အဲ့တော့အဲ့ဒီ A လေးကကြတော့ A E I O U ငါးလုံးထဲမှာပါတယ်ဒီ vowel မှာပါတယ်တဲ့ကြောင့်မို့ဒီခြေတို့က we use N ဆိုတဲ့ box ကလေးထဲမှာ apple ကိုရေးပေးလိုက်မယ် okay next one pencil initial word is P က A E I O U ထဲမှာပါလားမပါဘူးเนาะမပါဘူးဆိုတဲ့ကြောင့်မို့ခြေတို့က we use A okay A ထဲမှာ A box လေးထဲမှာရေးပေးလိုက်မယ်pencil P E N C I L pencil okay rubber เนาะခဲတဲ့ကလေးပေါ့ rubber ခဲတဲ့ကလေးက initial word is R okay A I O U ထဲမှာပါလားမပါဘူးမပါတဲ့ကြောင့်မို့ခြေတို့က we use A
A box လေးထဲမှာပဲရေးပေးပါမယ် R U B B E R rubber. Okay, next one. Ruler. Initial word is R. R. Okay. R က A I O U ဘာ word မှာပါလားမပါဘူးမပါဘူးဆိုရင်ခြေတို့က we use A ပေါက်ထဲမှာပဲထည့်ပေးပါမယ် R U L E R ruler. Okay, next one. Book. Book. Initial word is B. A I O U ထဲမှာမပါဘူးเนาะမပါတဲ့ကြောင့်မို့ဒီခြေတို့က we use A box ထဲမှာပဲရေးပေးပါမယ် B O O K book. Okay, next one. The last one is orange. Initial word is O. O က A E I O U ငါလုံးထဲမှာပါတယ်ကြောင့်မို့ we use N box လေးထဲမှာခြေတို့ကရေးပေးရပါမယ် O R A N G E orange. Okay. အဲဆိုရင်ခြေတို့ကအောက်ကလေ့ကျင့်ခန်းလေးကိုလုပ်ကြည့်မယ်နော်အောက်က exercise လေးမှာ write A or N ကိုဒီ blank လေးတွေမှာထည့်ပါလို့ပြောတာနော်အဲခြေတို့ကြည့်မယ်number 1ကမကြဝက်ကလေးကိုပြထားတယ်နော်အိတ်ကလေးကိုပြထားတယ် bag ကလေးကိုပြထားတယ် what's this ဒါပါလေတဲ့ဒါဆိုရင်ခြေတို့က is blank bag ဒီ blank လေးထဲမှာထည့်ရမှာ A ထည့်မလား N ထည့်မလားခြေတို့ကြည့်မယ်အဲ့တော့ဒီမှာ bag ရဲ့ initial word ကိုအရင်ကြည့်လိုက်တော့ B ဆိုရင်ခြေတို့က A E I O U ငါးလုံးထဲမှာမပါဘူးဖြစ်တဲ့အကြောင်းမလို့ခြေတို့က we use A အဲ့တော့ it's a bag okay number 2 and what's this ဒါလေးကပါလေးလေတဲ့ orange မှာဆိုရင် initial word is old ဆိုရင် A E I O U ထဲမှာပါတယ်ခြေတို့က we use A or N okay N အဲခြေတို့က write down N okay number 3 what's this နော်ဒီမှာ book လေးပေးထားတယ် book လေးပေးထားတော့ is blank book A or N ခြေတို့ဘာထည့်မလဲဆိုတော့စဉ်းစားမယ်အဲ့တော့ initial word is B ဆိုရင် A I O U ထဲမှာပါလားမပါလားတစ်ချက်ကြည့်လိုက်မယ်မပါဘူးဆိုတော့ we use A okay answer is A okay number 4 what's this နော်ဒီမှာ pen လေးကိုပေးထားတယ် apple မှာဆိုရင် initial word is A က A E I O U ထဲမှာပါလားဆိုတော့ဒီမှာပါတယ်เนาะပါတယ်ဆိုရင်ခြေတို့ we use N လေးကိုသုံးပေးလိုက်ပါမယ်နောက်တစ်ခုက number 5 and what's this ဒီမှာ pencil case เนาะခဲတဲ့လေးထည့်တဲ့အိတ်ကလေးကိုပြထားတယ်အဲ့တော့ဘာလဲလို့မေးတော့ခြေတို့က pencil case မှာ initial word is P နဲ့စာထားတော့ A E I O U ငါလုံးထဲမှာမပါဘူးမပါတဲ့ကြောင့်မလို့ we use A okay answer is A okay ဒါဆိုရင် A E I O U ရဲ့အရှေ့မှာ N ထည့်ရမယ်เนาะ A E I O U power လေးရဲ့ရှေ့မှာ A N ထည့်ရမယ်နောက်တစ်ခုက A E I O U မဟုတ်တဲ့ general consonant လေးရဲ့ရှေ့မှာဆိုရင်တော့ A ထည့်ရမယ်ဆိုတာကိုသိသွားတော့ပြီလို့ထင်ပါတယ်เนาะဒါဆိုကျွန်တော်ကဒီဘက်ကအောက်က conversation လေးကိုနည်းနည်းပြောကြည့်မယ်เนาะကဲကျွန်တော်ကလွယ်ကလေးကိုပြပြီးတော့မေးမယ် what's this ဒါဆိုရင်ကျွန်တော်ကပြန်ဖြေမယ် it's a bag what's this เนาะ orange လေးကိုပြရင် it's an orange what's this it's a book what's this it's an apple what's this it's a pencil case okay အဲဆိုရင် A နဲ့ N နဲ့ထည့်တာလေးတွေနဲ့เนาะ school things လေးတွေနဲ့ဒါပါလေးလဲလို့မေးတာရယ်ပြန်ဖြေတာရယ်ကိုရသွားလောက်ပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းဒီချက်က conversation လေးတွေနဲ့သူနဲ့သက်ဆိုင်တဲ့เนาะ grammar လေးတွေကိုချက်ကထပ်ပြီးတော့သင်ပေးပါမယ် bye bye